အားလုံးပဲမင်္ဂလာပါအောင်မင်းတူဒီမှာကြိုဆိုလိုက်ပါတယ်အောင်မင်းတူဒီမှာကြိုဆိုလိုက်ပါတယ် morning ဒီနေ့22ရက်နေ့အတွက်ဝမ်းကြီးနဲ့ကီးချပေးမယ်ကျွန်တော်တို့အရင်ဘက်ကဘယ်လောက်ရလဲဆိုတော့ကျွန်တော်တို့6ချိန်ရတယ်ကျွန်တော်ပြောနော်အနည်းဆုံး9ချိန်အများဆုံး10ချိန်ဒါပေမဲ့အရင်ဘက်ကတော့6ချိန်ရတယ်ပေါ့နော်အဲကြားထဲမှာဟိုရရှိရပေါ့ဒီအထူးကနန်းနေလည်းရှိရပါတော့ပေးတဲ့ကနန်းနေကဲလူချင်းမင်းတို့ကိုပြောချင်တာကတော့ကျွန်တော်ရဲ့ channel ကျွန်တော်ရဲ့ TikTok account တွေကို subscribe ဘာညာလုပ်ပေးပါအဲ့ဒါမှလည်းလူကြီးမင်းတို့ကျွန်တော်တင်တဲ့အတိုင်းမှာအမြဲတမ်းတွေ့နေရမယ်တွေ့တဲ့အခါကျရင်ဘာဖြစ်လဲဆိုတော့ထိုးမိတော့ဘာဖြစ်မလဲပေါက်တယ် subscribe မလုပ်ထားတဲ့ခါကျတော့မတက်ဘူးထင်ပြီးတော့မကြည့်မိတဲ့ခါကျတော့ကိုထိုးချင်တာလေးထိုးလိုက်တယ်ပေါက်တယ်ဒီလိုမျိုးဖြစ်တာပေါ့နော်ကဲအဲ့ဒါထားလိုက်တော့ဒီ subscribe လေးပါလေးလုပ်ပေးကြပါလို့အဲ့ဒါမှလည်းကျွန်တော်လည်းအားတက်မှာပေါ့နော်ကဲအောင်မင်းတူးလေး22ရက်နေ့အတွက်ဝမ်းကြီးနဲ့ကီးချပေးမယ်ဟုတ်ပြီနော်22ရက်နေ့အတွက်ဝမ်းကြီးနဲ့ကီးချပေးမယ်ဝမ်းချိန်ကနှစ်ခွန်တက်ဝမ်းချိန်ကဘာခွန်တက်လဲနှစ်ခွန်တက်ဝမ်းချိန်ကနှစ်ခွန်တက်နော်ဒီဘက်ကကြည့်အောင်ဝမ်းချိန်ကနှစ်ခွန်တက်ဘာချိန်ကလဲဝမ်းချိန်ကနှစ်ခွန်တက်ကီးက6ကိုလေကီးရပါကိုလေ6ကိုလေဝန်းချင်းကနှစ်ခွန်တက်ကီးက6ကိုလေအဲ့ဒါကိုပြောမယ်ဆိုကတ်ထိုးပေါ့နော်အဲ့ဒါလေးပြောချင်ပါတယ်ဝန်းချင်းကနှစ်ခွန်တက်ကီးက6ကိုလေဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ် subscribe လုပ်ဖို့မမေ့ပါနဲ့